အားလုံးမင်္ဂလာပါဒီတာသင်ခန်းစာကတော့ကျွန်တော်ဒီပုံစံအတိုင်း postcard လေးတစ်ခုအကျဉ်းလုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် InDesign ပိုင်းယူလိုက်မယ်ယူပြီးသွားရင်ကျွန်တော် create new ပေါ့ create new နေမယ် okay နှိပ်ပြီးသွားရင်ကျွန်တော် print ကိုယူမယ်ဒီထဲကနေမှကျွန်တော်ကိုကြိုက်တဲ့ letter တစ်ခုယူပေါ့နော်ကျွန်တော်ဒီမှာ A4 ယူမယ် A4 ယူပြီးသွားရင်ကျွန်တော်ဒီဟာလေးကျန်တာလေးဘာမှမဖြစ်တော့ပေါ့နော်မဖြစ်မနဲ့ကျွန်တော် create နေလိုက်မယ်okay ဒါဆိုရင်ကျွန်တော်ဒီမှာ A4 စာရွက်တစ်ရွက်ရပြီအဲ့တော့ကျွန်တော်ဒီ postcard ကနေကန့်လန့်ပုံစံပေါ့နော် landscape ပုံစံလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာ landscape လေးရွေးလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ landscape ပုံစံလေးဖြစ်သွားဒါကတော့ကျွန်တော် A4 နဲ့ထင်သာမြင်သာရှင်းအောင်လုပ်ပြအောင်နော်အဓိကကျွန်တော် postcard တစ်ခုကတော့ကျွန်တော် A4 size လောက်ရှိတော့မရှိပါဘူးနော် A4 ရဲ့တစ်ဝက်ရဲ့ကျွန်တော်တစ်ဝက်မှာကျွန်တော်ဒီလိုနှစ်ခုလောက်ပဲနှစ်ခုလောက်ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာတော့ထင်သာမြင်သာရှင်းအောင်ကျွန်တော် A4 ရွေးလိုက်တာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဘာရင်ဆွဲမလဲဆိုတော့ကျွန်တော်ဒီဘောင်အပေါ်ကဘောင်ပြီးတော့ကျွန်တော်ရင်ဆွဲပါမယ်ဟုတ်ပြီဘောင်ဆွဲဖို့အတွက်ကျွန်တော်ဒီအောက်ကဒီ rectangle tool ယူမယ်ယူပြီးကျွန်တော်ဒီမှာဖြီးပြီးတော့ဆွဲလိုက်မယ်ဒီကျွန်တော်ပေးထားတဲ့ margin အတိုင်းယူလိုက်တာပေါ့နော် okay ယူပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ stop ပေါ့နော် stop ကိုအမေအောင်ယူမယ်ယူပြီးကျွန်တော်ဒီကောင်ကိုကျွန်တော်3လောက်ထားလိုက်မယ်နော် okay 3လောက်ထားမယ်ပြီးရင် selection tool ယူမယ်ယူပြီးလို့တဲ့ညာ click တစ်ချက်နှိပ်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာဘောင်ပြီးသွားပြီဘောင်ပြီးဆိုကျွန်တော်အလယ်မှာဒီအလယ်မြင်းချောင်းလေးဆွဲမယ်နော်အဲ့တော့ကျွန်တော်ဒီမှာကတော့ rectangular နှစ်ခုဆက်လိုက်လေးရတယ်နော်ဒါပေမဲ့ကျွန်တော်အလယ်ကို line 2လေးနဲ့ဆွဲလိုက်နော်ဟုတ်ပြီအလယ်ကို line 2နဲ့ဆွဲဖို့အတွက်ကျွန်တော်ဒီစာရွက်ရဲ့အလယ်တီးကိုလိုတယ်အဲ့တော့အလယ်တီးဖို့လိုရဆိုတော့ကျွန်တော်ဒီ pattern ပေါ့ pattern ကိုကျွန်တော် right click နှိပ်လိုက်နော် right click နှိပ်ကျွန်တော် inch ပြောင်းလိုက်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ0ကနေ17.6 ထိရှိတယ်အဲ့တော့ကျွန်တော်17.6ဆိုတော့ကျွန်တော်5.8လောက်ရှိယူလိုက်မယ်နော်အဲ့တော့ကျွန်တော်ခိုင်လိုက်လေးဆွဲလိုက်မယ်5.8ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင် 5.75 ဆိုရင်ဒီလောက်ရတယ်ကျွန်တော်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာ line 2ယူမယ်ယူပြီး line 2ကိုအညီအညာလေးဖြစ်ချင်တယ်ဆိုရင်ကျွန်တော် keyboard က shift ကိုဖိပြီးတော့အောက်ကိုဆွဲချလိုက်မယ်နော် okay ဒါဆိုရပြီပြီးရင် stock ကိုနည်းနည်းလေးထူပြလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာနှစ်ခုဘာလို့မဆက်တာလဲဆိုတော့နည်းနည်းလေး design ဆန်းသွားအောင်လို့เนาะအဲ့ဒါကြောင့်ကျွန်တော်မဆက်တာပါအဲ့တော့ line 2ကအပေါ်လေးနည်းနည်းရောက်ရပြီဆိုရင်ကျွန်တော်ဘာဆွဲမလဲဆိုတော့ဒီဘက်မှာဓာတ်ပုံကပ်ဖို့နေရာလေးပေါ့နော်ဓာတ်ပုံကပ်ဖို့နေရာရဲ့ပြီးအောက်ကလိပ်စာတို့ဘာလို့အမည်လို့ပေါ့နော်ဖုန်းနံပါတ်တို့ရေးမဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်ဆွဲမယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာလေးတောင်လုံးလေးပေါ့နော်လေးတောင်လုံးလေးမှာကျွန်တော် keyboard ကရှစ်ကိုဖိထားမှာနော်ရှစ်ကိုဖိပြီးဆွဲမယ်ဘာလို့ဆိုတော့တညီတညာလေးဖြစ်အောင်နော်ဟုတ်ပြီဒါလေး site လေးတင်မယ်တင်ပြီးကျွန်တော် line 2လေးပြန်ယူမယ်ယူပြီးကျွန်တော် keyboard ကရှစ်ကိုဖိမယ်ဆွဲမယ်တစ်ချောင်းရပြီအဲ့တချောင်းကိုကျွန်တော်2လောက်ထားလိုက်မယ်နော်ဘာလို့ဆိုတော့ 3D ကြီးထားမယ်ဆိုပတ်ပတ်လေဟာရောအားလုံးကြီးတညီတညာကြီးဖြစ်နေမှာဆိုနော်ဟုတ်ပြီရပြီနှစ်ချောင်း3ချောင်းဒါတော့ကိုချိန်သလောက်ဆိုရပါတော့4ချောင်းအဲ့တော့ကျွန်တော်ဒီဟာကိုတော့ဒီဟာလေးကျွန်တော်တင်အောင်ပါနော်အဲ့တော့တစ်ခါလေးကျွန်တော်ဆက်လက်ပေးလိုက်ပြီးပြီးဆိုတော့2တင်လိုက်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီခိုင်လိုင်းလေးတစ်ခုနဲ့ဆွဲမယ်ဆိုရင်ပို့ပြီးတော့ညီတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ခိုင်လိုင်းမဆွဲလိုက်တဲ့အတွက်ဒီအောက်ကဟာလေးလည်းမညီဘူးပေါ့နော်ဒီတိုင်းလေးပေါ့အဲ့တော့ကျွန်တော်ဒီမှာခိုင်လိုင်းလေးပေါ်နေဒါဆွဲလို့ပြီးသွားပြီဆိုရင်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်ခိုင်လိုင်းကို high ခိုင်လေးအကုန်လုံး high ထားလိုက်ရင်ဒါဆိုရင်ကျွန်တော်ဒီမှာ postcard လေးတစ်ခုဒါဖန်တီးလို့ပြီးသွားပြီဟုတ်ပြီနော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးဆင်ပြေမှထင်ပါတယ်